တလော Telegram ဖွင့်တဲ့အချိန်မျိုးမှာဒီလိုမျိုး SMS feed ဆိုပြီးပေါ်လာပြီးတော့ဆက်ဖွင့်မရလို့စိတ်ညစ်နေပြီလားအဲ့ဒါဆိုရင်တော့နီလန်ကောင်းလေးတစ်ခုကိုပြပြပေးမယ်နော်ညီမတို့အရင်ဆုံး Play Store မှာကိုထောင်းနေကြဖြစ်တဲ့ Telegram ဆိုတဲ့ application ကိုမထောင်းဘဲနဲ့ညီမတို့ Telegram X ဆိုတဲ့ application လေးကိုထောင်းပေးရပါမယ်ညီမကတော့ထောင်းပြီးသားမို့လို့ပေါ့နော်ထောင်းမပြတော့ပါဘူးပြီးရင်ညီမတို့ F-info လေးတွေကိုဝင်ပေးရပါမယ်ဒီမှာရှိရဲ့ permission လေးတွေကိုသွားပြီးတော့ညီမတို့ဒီမှာ message ကို allow လုပ်ပေးရမယ်ပြီးဒီမှာရှိရဲ့ ဖုန်းလေးကို allow လုပ်ပေးရပါမယ်ရှင်ပြီးရင်အပြင်ထွက်ပြီးတော့ application လေးတွေကိုဝင်ပေးရပါမယ်အောက်ဆုံးမှာရှိတဲ့ start message ဆိုတာလေးတွေကိုဝင်ပေးရပါမယ်ရှင်ပြီးရင်ဒါကတော့ကိုဖွင့်ထားတဲ့ဖုန်းနံပါတ်လေးကိုထည့်ပေးရမယ်ပေါ့နော်ပြီးရင်ဒီမှာရှိရဲ့အများကြီးလေးပေးရပါမယ်ပြီးရင်တော့ဒီမှာကိုဖွင့်ထားတဲ့ email လေးကိုပေါ့နော်ကုတ်ကလေးချပေးပါလိမ့်မယ်ရှင်အကုတ်ကလေးကိုရေးပေးရပါမယ်ဒါလေးနေပြလိုက်ပါနော်အဲ့ဆိုရင်တော့ကိုယ့်ရဲ့အကောက်ကပြန်ရသွားပြီပဲဖြစ်ပါတယ်ရှင်ဒီလိုမျိုးညီမတို့ Telegram အိတ်ကလေးထဲမှာအကောက်ကလေးဖွင့်ပြီးသွားပြီဆိုရင်တော့အပြင်ကိုထွက်ပြီးတော့ Play Store မှာရိုးရိုး Telegram ကိုထောင်းပြီးတော့အဲ့ Telegram လေးမှာ login လေးထပ်ဝင်ပေးလိုက်ရင်ရပါပြီနော်အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်နော်နောက်ထပ်သိချင်တာလေးရှင်ရင်လည်း comment မှာမေးသွားပေးလို့ရပါတယ်အားလုံးပဲတတန်း